လေဆွဲအောင်စောင့်နေတာပေါ့နော်ဒါတွေကရေပေါ်မှာပါသူကဖောင်အိမ်လေးပေါ့နော်ပြုတ်တွေ့တယ်မလားဟဲ့ကမရလိုက်စမ်းကဲမမတို့စီပဲရောက်နေလဲဆိုတော့ကန်ချနာဘူးတွေရောက်နေပါတယ်ဘာလာလို့လဲဆိုတော့ကန်ချနာဘူးဒီမှာရှိတယ်မမတို့စီတို့ဒါရေပေါ်ပေါ့ဖောင်အိမ်ပေါ့နော်ထိုင်းလို့ဆိုလို့ရှိရင်တော့ long လอ่ะပေါ့နော်တို့ဒီမှာလာခဲ့တယ်ပေါ့နော်တကယ်ချင်းတွေအများကြီးပဲလူတွေအများကြီးပဲเนาะဒီမှာဒါကျတော့ DJ တီးမဲ့နေရပေါ့ညကြလို့ရှိရင်ကမဲ့နေရတွေပေါ့ညဘဆိုလို့ရှိရင်ရမ်းလှမယ်ရောက်တဲ့ချက်တော့3နိုင်လောက်ရှိသွားပြီဒါ DJ တီးတဲ့နေရမမတို့စီကတော့ဒီမှာလာခဲ့နေရပေါ့နော်နောက်မှပြပေးမယ်သူကအထဲထဲမှာဆိုလို့ရှိရင်ဒီမှာเนาะလူလွတ်တွေအိတ်တဲ့နေရာတွေရှိတယ်ပြီးတော့ပြီးလို့ရှိရင်ဒီအခန်းလေးတွေရှိရပေါ့နော်လင်မယားတွေအတွဲပါတယ်ဆိုတော့အခန်းလေးတွေပေါ့ဒီမှာဒီထဲမှာအခန်းလေးတွေရှိတယ်ဒါတွေရေပေါ်ကဒီဖောင်ပေါ်မှာပေါ့နော်သိချိုင်းလောက်ထားပြတာနော်ပြမလားကဲဒီမှာနော်ပြီးဟိုအနောက်မှာဆိုလို့ရှိရင်ဒါမီးပို့ကြောင်လေးရှိတယ်ကိုယ့်ဘာသာကိုစားစရာလေးတွေယူလာပြီးတော့မှချက်လို့ရတယ်ပြီးတော့ဒီမှာ toilet တွေရှိတာပေါ့နော်ဒါတွေကရေပေါ်မှာပါသူကဖောင်အိမ်လေးပေါ့နော်ပြုတ်ဝဲစားအတွက်ရမ်းကောင်းတယ်ရောက်ဒီဥထုရမ်းကောင်းတဲ့တဲလေးနော်ဒီမှာပိုင်လို့စီတဲ့လှေပါလို့ဒါစနဘူးလေးမှာပါအခုကတော့ရေသောကူးမှဖြစ်ပါတယ်ရေသောကူးကြမှာဖြစ်ပါတယ်ဒီပါပါဝူးရေသောကူးပဲလားအဲ့ဒါတောင်းဘာရောဘာလာဘယ်တော့မလဲရေဆိုးမယ်အေးရအဲ့ပဲရရိုက်ထားပြတော့မနေရိုက်ထားကဲရေဆိုးမယ်အဲ့ဒါရတော့ဆော့ဖြစ်ပါတယ်ရေတော့ကူးမှဖြစ်ပါတယ်ဒီပါပါကန်ချနာဘူးဒီမှာဖြစ်ပါတယ်ကန်ချနာဘူးဒီမှာဒါညနေပိုင်းရေသွားဆော့မှာဖြစ်ပါတယ်ဟိုနိုင်ရီတွေသွားဆော့ခဲ့အောင်မယ်နိုင်ရီတွေလက်ဆော့လို့ဒါသူများအေးကဟိုဘက်ချမ်းတို့တွေဒီမှာအများကြီးပဲဒါပိုင်လေးတို့လှေပေါ့နော်ဒီမှာလှေနာပိုင်းဒီမှာโอเคဟိုပါမယ်နိုင်ရီတွေသွားဆော့လိုက်အောင်မယ်အဲ့ဒါပြုတ်ကြအောင်ပါကြောင့်လို့ဒီမှာဒီအပေါ်ထိုင်ပြီးလိုက်ရမှာဝါကြပါတော့ပါဝါမဲ့လူတွေများပဲคนเยอะทุกอย่างเนี่ยဒီလိုဝါမဲ့လူတွေလိုက်ခဲ့ပါဦးယူပါဘူးပဲပါပါရောက်နေပါပြီပေါ့ပြောစရာကြီးလေဆွဲအောင်စောင့်နေတာပေါ့နော်ညနေပိုင်းဆိုလို့ရှိရင်အဲ့လိုပဲလေလက်ထွက်ပြတာပေါ့နော်အေးစေးပါလားဒီပါပါနော်ကန်နာတွေထွက်လာတာပေါ့နော်ကန်နာတွေထွက်လာပါတယ်ဒီမှာအိုးဒီမှာဒီမှာပါအရန်လာပါတယ်ဒီမှာ
မိုင်တော့ကိုသူကကြတော့ပေါ့နော်ဒီမှာဒီလိုမျိုးလှေနဲ့လိုက်ပြီးတော့သူကရေထဲမှာလိုက်ပတ်ပေးတာပေါ့နော်ယူရတော့လှပါတယ်ယူရတော့ဒီမှာနောက်ပြနေနိုင်ပဲအရှိမှလည်းတော်တော်လေးကိုပွားနေပေါ့နော်စီနေပေါ့နော်အချင်းလေးနဲ့ပေါ့နော်အိုးပြောတဲ့သူကပြောအဲ့တဲ့သူကအဲ့ကားတဲ့သူကကားတယ်ဒီမှာဘယ်ကလာပါကားကိုကြီးကားမိုက်တယ်ကိုကြီးကားအေးစေးဟုတ်တယ်အရင်ပါရတော့哇，哎呀妈的！ရေထဲမှာဆေးကူးလို့လည်းရတော့ဆေးချိုးလို့ရတယ်ရေဆေးချိုးလို့ရတယ်ဆေးချိုးမဲ့ဆိုပေါ့နော်ဒီပါရေဆေးချိုးမဲ့ဆိုချင်းလို့ရတယ်တပေးသားမှာပေါ့ဒါတပေးသားမှာအိမ်လေးပေါ့နော်ဟာရဲပါလားတပွဲရဲမလားโอเคတပွဲရဲမနော်ရေကူးပြီးတာလည်းညားရောက်တော့ပြန်လာတဲ့ချိန်မှာတွေ့ရမလားဘာလို့တည်ရတော့တိတ်ကြီးတွေဖွင့်တာလေအဲ့တော့ကားကြတာပေါ့နော်ကားလူကခုံလေးလူကခုံဒီမှာလာတဲ့သူတွေကရန်ကုန်သူတွေပါတယ်စင်ကာပူလာတဲ့သူတွေပါတာပေါ့နော်ဝိုင်းစုပြီးတော့ပေါ့ဒီကန်ချနာဘိုဒီရဲ့ဒီဖောင်လှေပေါ့နော်ဟိုလှေတော့မပေါ့ဖောင်ပေါ့ပြုတ်ပွဲစားပေါ့နော်အေးဒီမှာပြီးလို့ရှိရင်ရေချိုးတယ်ရေချိုးပြီးအဝတ်စားလဲပြီးတာတော့မွေးနေ့ရှင်တွေကိုမွေးနေ့တွေပါလေမွေးနေ့ကိတ်တွေမှုတ်ပြီးတာပေါ့နော်မွေးနေ့ဆုတောင်းစကားတွေပေါ့နော်ဒီမှာဥမာတို့လည်းပါတယ်ဒီမှာဘီယာပေါ့နော်မိတ်ကက်ဆန်နမေကြီးကဲဒီမှာဝိုင်းပြီးတော့အကုန်လုံးပေါ့နော်စင်ကာပူလာရတဲ့နော်ကိုချိုတို့ရောအကုန်လုံးမွေးနေ့မှာပိုင်တော့မွေးနေ့ဆုပေါ့နော်တချင်းတွေဖွင့်ပြီးတော့မှမွေးနေ့ကိတ်မှုတ်ပြီးကြတာပေါ့နော်ဒီမှာမနေ့မိုးလေးတာလည်းတခါပါရဆူပြင်းနေရောမြင်တဲ့အတိုင်းပဲပိုင်တော့တချင်းတွေဖွင့်တာတချင်းကတော့ music တွေ copyright ညှိမှာဆိုလို့ပေါ့နော်ပိတ်ထားတာပေါ့နော်ပြောတာရပဲလေပေါ်မှာဒါအပြန်ဖြစ်သွားရပေါ့နော်တညခရီးပေါ့အဲ့လိုမျိုးနေ့လယ်တော့ရောက်သွားတယ်ပြီးလို့ရှိရင်တညလုံးကဲတယ်ပြီးတော့မနေ့နေ့လယ်ပြန်လာတာပေါ့နော်ဒီမှာတော့သူကကြောင့်အဲ့ဒီဖောင်အိမ်ကြီးပေါ့နော်သူကဆွဲသွားတယ်ရှေ့ကနေပြီးတော့မှပိုင်တော့နောက်ကနေပြီးတော့လိုက်သွားတာပေါ့နော်ဒီမှာတချင်းတွေတော့တူတူလေးဖွင့်လာတယ်ပြန်တဲ့အချိန်ဒီမှာပေါ့နော်ကဲလာကျင်တဲ့သူတွေထိုင်းနိုင်ငံကန်ချနာဘူရီမှာပါဒါကြတော့လေလုံးဝကိုမှပျော်ဖို့ကောင်းပါတယ်လို့ဘဝမှာဒီလိုမျိုးပေါ့နော်တခါတလေပျော်ပွဲစားပေါ့နော်အဲ့လိုမျိုးလေးပါတီလေးတွေလှုပ်ချင်တယ်သွားချင်တယ်ဆိုလို့ရှိရင်လည်းသွားလို့ရပါတယ်လို့မသွားတတ်ဘူးဆိုလို့ရှိရင်လည်းလာမေးလို့ရပါတယ်ညွှန်ပြပေးမှာပေါ့နော်ဒါတော့လေးပေါ်မှာပေါ့နော်များလေးပို့ကောင်းလေးပါလို့လူများပို့ကောင်းတယ်ကဲနောက်မှဆုံးမဲ့အားလုံးကျေးဇူးများကြီးတင်ပါတယ်ဗီဒီယိုလေးကိုစဆုံးကြည့်ပြီးလို့ပါ